အားလုံးပဲမင်္ဂလာပါဒီနေ့လေးမှာငွေရလေအားလုံးကိုအကျွေးတင်နေရလို့ခံလာရတယ်ပေါ့နော်ငွေဒီမှာ balance with your life ဆိုတဲ့စာအုပ်လေးကိုငွေဖတ်ပြပေါ့တော့ပြီးကနေကြတော့မှငွေနည်းနည်းဟိုကြာနေပေါ့အဲ့တော့အားလုံးကိုလည်းငွေကစာလေးနဲ့ပြန်ဖတ်ပြခြင်းပါတယ်ပြီးတော့လေငွေကိုလည်းလေမဖတ်ပြသေးဘူးလားမဖတ်ပြသေးဘူးလားနဲ့တောင်းဆိုနေကြတဲ့ငွေရဲ့အားလုံးတော့ချစ်ရတဲ့ fan တွေအကုန်လုံးလည်းငွေကလေကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်ငွေကိုဒီလိုမျိုးစောင့်မျှော်ပေးနေတဲ့အတွက်အဲ့တော့ငွေအားလုံးကိုဒီနေ့ပြန်ပြီးတော့ပြန်ဖတ်ပြမယ်ပေါ့နော်အဲ့တော့ဒီမှာငွေကပြောချင်တာကဘာလဲဆိုတော့အလုံးလုံးပါတဲ့အလုံးလုံးပါဆိုရင်လည်းမလေးလှုပ်ချလိုက်ပါတဲ့စိတ်ချမ်းသာမယ်ဆိုရင်တဲ့ကျမတို့ကစိတ်ချမ်းသာကိုရွေးချယ်ရမှာပေါ့နော်အဲ့လိုပဲစိတ်ချမ်းသာအောင်နေတဲ့ချင်းရတဲ့ကိုတန်ဖိုးထားခြင်းလေးစားခြင်းဖြစ်ပါတယ်ငွေကြေးရဆုံးရှုံးခံရတဲ့ပမာဏတွေဆိုရင်လည်းကျမတို့အဆုံးရှုံးခံလိုက်ပါတယ်တဲ့ငွေဆိုတာကမတည်တည်တနည်းဖြင့်ပြန်ရှာလို့ရတယ်မဟုတ်လားတဲ့အရေးကြီးတာကကိုယ့်အလုပ်ကိုပုံမှန်လုပ်နေဖို့ပဲအရေးကြီးရပေါ့နော်အဲ့တော့အလုပ်လုပ်တဲ့နေရာမှာမှားတာတွေရှိမယ်မှန်တာတွေရှိမယ်မကြောင်လို့ဘာမှမလုပ်ဘူးဆိုရင်လည်းမှန်တာတွေဖြစ်လာမှာမဟုတ်ဘူးတဲ့အဲ့လိုပဲပေါ့နော်ကိုခွင့်လွတ်တတ်ဖို့အဓိကအရေးကြီးပါတယ်တဲ့အရေးကြီးတာကရှေ့ကိုဆက်ပြီးတော့အလုပ်နေဖို့ပဲမဟုတ်လားတဲ့ရှုံးတာနိုင်တာတွေမပြောတာတွေမှန်တာမှားတာတွေပြည်လဲရမပြည်လဲတာတွေအားလုံးကပေါ့နော်တလှည့်စီဖြစ်နေကြပါပဲတဲ့အချိန်တိုင်းပြီးတော့မှတဲ့အဲ့တော့အရေးကြီးဆုံးကကျမတို့ကဆက်ပြီးတော့ရုံးငယ်ရှင်သန်နေဖို့ပဲမဟုတ်လားတဲ့အဲ့တော့ငွေတို့ကလေငွေတို့လူရယ်လို့ဖြစ်လာရပေါ့နော်နေ့တူကဒီလောကဒန်ဆိုတဲ့တရားရဲ့ပုံမှာငွေတို့ကဟိုတလှည့်စီပေါ့ကောင်းတာရောမကောင်းတာရောအဆင်ပြေရရောမပြေရရောနေ့တူကဒါကြုံတွေ့ရမှာပဲအဲ့ဒါကြီးကိုလေငွေတို့ကလေပြီးတော့အဆင်မပြေပါဘူးဆိုပြီးတော့လက်နက်အရှုံးပေးလိုက်မယ်ဆိုရင်ငွေတို့ဒီလိုလူဖြစ်နေရကွာငွေကတော့မတန်ဘူးလို့ထင်တယ်ပေါ့နော်အဲ့တော့ကိုကအဓိကအရေးကြီးဆုံးကငွေအတွက်အရေးကြီးဆုံးဒီရှင်သန်ခြင်းတွေအဓိကအရေးကြီးဆုံးပဲရှင်သန်နေတဲ့၍ငွေတို့ဘာမဆိုလုံနိုင်တယ်ပေါ့နော်အဲ့တော့ငွေတို့ဘာမဆိုလုံနိုင်ပါတယ်အဲ့တော့ကိုရှင်သန်နေရတာဒီဒါတမိုးရှိဆုံးအရာဖြစ်ပါတယ်ပေါ့နော်ငွေကပြပြပေးချင်တာပါအဲ့အကြောင်းလေးကိုလည်းပေါ့နော်အဲ့တော့အားလုံးကအလုပ်လုပ်ဖို့လိုပါတယ်အဲ့တော့ငွေတို့ကလေဒီနေ့မှပေါ့နော်ကိုကအုံနောက်ကနှစ်ပိုင်းရှိရပေါ့ကွာသိလားငွေလို့ဆိုရင်ဒါငွေဆိုရင်တော့ဒါဘယ်တန်ပေါ့နော်ဘယ်တန်ဆိုတော့ဒီဘယ်နဲ့ပတ်သက်တဲ့အလုပ်အုံနောက်တွေးရဆိုရင်လည်းဘယ်ဘက်အချမ်းပို့ပြီးတော့အလုပ်လုပ်တယ်ပေါ့နော်အဲ့ခါကျတော့လေငွေပြောချင်တာဘယ်မှာပဲဖြစ်ဘယ်လိုပဲဖြစ်ပေါ့နော်ငွေဒီနေ့အဓိကပြောပြပေးခြင်းတဲ့အကြောင်းအရာကငွေအခုတောင်ပိုင်းမှာဆိုရင်ကိုပို့ပြီးတော့ပို့ပြီးတော့လေ mature ဖြစ်လာတယ်လို့ကိုခံစားရရကွယ်အဲ့တော့အဓိကငွေဘာလုပ်လဲဆိုငွေအရင်တော့ဆိုရင်အဲ့လိုမျိုးကလေးဆိုလေကို emotion တွေမထိန်းနိုင်ဘူးပေါ့နော် emotion တွေမထိန်းနိုင်တဲ့ဟာတွေရှိရဲခါလေးကြရင်လေအဲ့လိုမျိုးပောက်ကွဲတာတွေထားလိုက်ပါပေါ့နော်အဲ့လိုမျိုးအများကြီးကြုံတွေ့ရတဲ့အခါမှာငွေကိုအဓိကငွေအခုနောက်ပိုင်းမှာဘယ်ကိစ္စကိုမဆိုငွေကိုစုံဖြတ်ပေးသွားတဲ့အရာကဘာလဲဆိုတော့ငွေ meditation လုပ်တာအရင်တော့ဆိုရင် meditation ကိုနေ့နဲ့ညနဲ့ဆိုရင်မှညဘက်ပဲထိုင်ပြတယ်အရင်တော့ဆိုတခါတလေပဲငွေ meditation လုပ်ဖြစ်တယ်ပေါ့နော်အခုနောက်ပိုင်းဆိုရင်လေငွေဘလောက်ပဲအိတ်ချင်နေလေအနည်းဆုံးတော့အဲ့ဝင်လေထွက်လေလေးကိုလေခဏလေးပြငုတ်ထုတ်လေးထိုင်လိုက်ရမှာငွေနည်းနည်းလူကလေစင်ပြေသွားရလို့ခံစားရပေါ့နော်ဒါကလေဒါအကျင့်ပေါ့ကွာလူဆိုတာအကျင့်ဖြစ်အောင်နေဖို့လိုတယ်အကျင့်ကလုံးယူလို့ရတယ်ပေါ့လေအဲ့တော့ကိုကကောင်းတဲ့အကျင့်လေးကိုလေကျင့်ပြီးတော့လုံးယူတတ်ဖို့လိုတယ်ပေါ့ဥပမာ positive thinking ကိုမတွေးကိုကအရင်တော့ positive အရင်မတွေးတတ်တဲ့သူမျိုးဆိုရင်လည်း positive တွေတွေးတတ်အောင်လုံရင်းနဲ့မှာတဖြည်းဖြည်းနဲ့ positive thinking သမားရပေါ့နော် positive ကိုမြင်လာလိမ့်မယ်အဲ့တော့ဘယ်ရမဆိုလေကိုကလေအရင်စလုပ်ပါပေါ့နော်အလုပ်ဆိုတာလုပ်နေဖို့ပဲလိုတယ်ကိုကဒါလေးကိုဖြစ်ချင်တယ်ဆိုရင်ဖြစ်ချင်ုံနဲ့မရအောင်ကိုအရင် action ယူရတယ်ပေါ့နော်အဲ့ဒီ action ယူတဲ့အပိုင်းကိုလည်းငွေကပြောချင်တယ်အဲ့လိုပဲငွေအခုနောက်ပိုင်းဆိုရင်လေတခုဆိုရင်တရားထိုင်နာများတဲ့သူနဲ့အရင်တော့ငွေလာဆိုရင်အခုငွေလာဆိုရင်ရှင်းကြည့်လိုက်တဲ့အခါမှာလေအခုငွေလာဆိုရင်ပို့ပြီးတော့ကိုပို့ကျင်တတ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့လေအရင်တော့ငွေလာဆိုရင်ကိုတိတ်ပြီးတော့မကြိုက်ဘူးအခုဝင်လာဆိုရင်ပိုကျင်တတ်တယ်အသက်ရှင်နေရတာလေတမိုးရှိလာလို့ခံစားရတယ်။ဘာဖြစ်လဲဆိုအဓိကတော့ meditation ပေါ့။ငွေရလေ meditation လုပ်တယ်ဆိုတာကဒါဘာသာရေးနဲ့ဖြစ်တယ်ဆိုပေမဲ့ဒါစိတ်ပိုင်းဆိုင်ရာကျန်းမာရေးလေ့ကျင့်ခန်းပေါ့နော်။စိတ်ကျန်းမာရေးလေ့ကျင့်ခန်းလုပ်တာပါ။အဲ့တော့ဘယ်သူမှဆိုစိတ်ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ဖို့လိုပါတယ်။ငွေရဒီဗီဒီယိုလေးမှလည်းထပ်ပြီးတော့ meditation လုပ်ဖို့ငွေရထပ်ပြီးတော့တိုက်တွန်းချင်ပါတယ်ပေါ့နော်။အားလုံးလည်းရာသီဥတုကလည်းလေသီလားမိုးရင်းလည်းရောက်ပြီးဆိုတော့ကျန်းမာရေးကိုလည်းဂရုစိုက်ကြပါအခုလေကိုဗစ်တရားပြန်ဖြစ်နေရလို့ကြားရဲ anyway ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေဒါကတော့သူဖြစ်เสียရှိတာဖြစ်မှာပဲမိုးရင်းမှာမိုးရွာတာမိုးကရွာเสียရှိတာရွာမှာပဲကွယ်အဲ့တော့ကိုကလည်းကိုလုံးเสียရှိရကိုရှေ့ဆက်လုပ်ဖို့ပဲလိုရပေါ့လေအဲ့တော့ငွေကဒီနေရာလေးမှာအားလုံးကိုလည်းကိုကဘာပဲလုပ်
ဖြစ်ချင်တဲ့ဆန္ဒရှိရင်ကိုကဖြစ်အောင်လုပ်ဖို့အတွက်အရင်ဆုံး action ယူဖို့လိုရပေါ့နော်အဲ့တော့ဘယ်ဟာပဲဖြစ်ဖြစ်စပြီးတော့လုပ်ဖို့အရေးကြီးပါတယ်လို့ငွေကလေဒီ video လေးမှာပြောပြချင်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နော်နောက် video လေးမှာပြန်တွေ့ပါအောင်မယ်ရှင်တတား